မြန်မာရုပ်သေးပညာဟာခက်ခဲဆက်များတဲ့ရုပ်သေးပညာဖြစ်ပြီးကမ္ဘာရက်ရက်ကိုတွားရောက်ဖြောပြတင်ဆက်နိုင်တဲ့အထိပေါက်မြောက်လာခဲ့ပေမဲ့မြန်မာပြည်သက်ကြားမှာတော့ရုပ်သေးပွဲကိုဗလာပွဲဖြစ်တာလက်ခံကြည့်ရှုနေကြဆဲဖြစ်ပါတယ်ဆက်ပွဲညက်လက်စတိတ်ရှိုးတွေအငိမ့်တပင်တွေစတဲ့ပွဲတွေကြောင့်မြန်မာရုပ်သေးအမှုပညာကိုကြည့်ရှုအားပေးသူနဲ့ပါလာပြီးရုပ်သေးဖျော်ဖြေသူတွေဟာစာဝန်နေရေးရှက်တီမှုအခက်ခဲတွေရှိလာပါတယ်။အားပေးကြည့်ရှုမဲ့သူမရှိတာကြောင့်ခင်းချင်းပြသဖို့ခက်ခဲလာပြီးရုပ်သေးဖွဲ့တွေဟာသူတို့ဖျော်ဖြေကပြရမှာအသုံးပြုကြတဲ့ရုပ်သေးရုပ်တွေကိုစာဝန်နေရေးအတွက်ကဘာလက်ခီးသွားနိုင်ငံခြားသားတွေကိုရောင်းချလာကြပါတယ်။အဲဒီကတဆင့်ရုပ်သေးတွေကိုဝမ်းစာအတွက်ကိုယ်တိုင်ထုလို့ရောင်းချတဲ့လူဒန်းစားတရဲ့ပေါ်ပေါက်လာခဲ့တယ်လို့မြန်မာရုပ်သေးအမှုပညာရှင်တူဖြစ်တဲ့ထွေးဦးမြန်မာရုပ်သေးအဖွဲ့ဒါရိုက်တာဦးခင်မောင်ထွေးကအခုလိုပြောပြပါတယ်ရုပ်သေးသမားတိုင်းရုပ်သေးလှုပ်တတ်တယ်ရုပ်သေးသမားကပဲရုပ်သေးလှုပ်တယ်အပြင်မှာရုပ်သေးလှုပ်စားတယ်ဆိုတဲ့လူဒန်းစားမရှိဘူးဒါပေမဲ့ရုပ်သေးကိုကဖို့ကိုယ့်အကူလှုပ်ပြီးတော့ကိုရုပ်သေးကတယ်ပေါ့ကွာဒါပေမဲ့နောက်ပိုင်းကျတော့မကရတဲ့အခါကျတော့အယုတ်ပဲလှုပ်ပြီးတော့ရောင်းတဲ့ခုနိုင်ငံခြားသားလာရင်အယုတ်ဝယ်ကြတယ်ဒါမှမဟုတ်ပကံမန္တလေးရွှေတကုံဖျားစသဖြင့်ရုပ်သေးရုပ်တွေကိုစိုင်တင်ကြတယ်အဲ့လိုစိုင်တွေကမှားလို့လှုပ်ပေးရင်းနဲ့နောက်ခုရုပ်သေးရုပ်ကိုလှုပ်တဲ့လှုပ်ရောင်းတဲ့လူဒန်းစားဆိုတာတိတန့်ပေါ်လာတယ်ဒါပေမဲ့လည်းသူတို့ဒီတကယ်ကိုရှေးရိုးရနီးအတိုင်းရာနှုံးပြည့်တက်သလားလိုက်နာသလားဆိုတော့မလိုက်နာတော့အဲ့တော့အုတ်ထုတို့ကအဲ့ဒီရုပ်သေးလှုပ်တဲ့ပညာရက်ကိုပါမူရင်းတိုင်းဖြစ်အောင်ထိမ့်သိမ့်ဖို့လိုတယ်ဒီပြည်နိုင်ငံတွေမှာရုပ်သေးဆိုတာကဟိုနိုင်ငံခြားသား tourist တွေပဲပြတဲ့ဟာမဟုတ်ဘူးသူတို့နိုင်ငံပြည်သူပြည်သားတွေကိုယ်တိုင်ကဒီရုပ်သေးကိုနှစ်ချိုက်ကြည့်ကြတော့အားပေးကြတော့မယ်မြန်မာပြည်သူတွေရုပ်သေးကိုဟိုဆွဲဆွဲလန်းလန်းနဲ့နှစ်ချိုက်နေပေါ့နော်နောက်ဆုံးပွင့်လင်းပြောရင်ပတ်စံပေးပြီးကြည့်တဲ့အဆင့်ကိုမရှိဘူးဗလာပွဲပဲကြည့်ကြတာနိုင်ငံတော်ကတစ်နှစ်တစ်ခါကျင်းပပေးတဲ့စိုးကရေးသီးပြိုင်ပွဲတွေမှာပါဝင်ရှင်မြိုင်ခွင့်ပေးတာလက်ရှိရှင်ကျင်းမှုတက္ကသိုလ်မှာဘာသာရပ်တစ်ခုအနေနဲ့သင်ကြားပေးတာကြောင့်ရုပ်သေးလောကမတိမ်ကောသွားပြီမဲ့ထွန်းတောက်လာတဲ့အဆင့်ထိတော့မလုံနိုင်သေးဘူးလို့ဆိုပါတယ်မြန်မာရုပ်သေးဟာအင်းဝခေဗကန်ခေလောက်တည်းကအစပြုရှိခဲ့တယ်လို့သိရပါတယ်1138ခုအင်းဝခေစင်ကူးမြင့်လက်ထက်တပင်ဝန်ဦးတော်ကစတင်တီထွင်ခဲ့တယ်လို့လည်းမှတ်တမ်းတွေကဆိုပါတယ်အခြေခံအဖြစ်ရိုးရာရုပ်သေးစဉ်တစ်စင်းမှာမင်းသမီးမင်းသားလူပြက်လူချမ်းအပြိုတော်အမေကြီးအိုမင်းသားကြီးမျက်နှာဖြူမင်းသားကြီးမျက်နှာညူဂလုံးနဂါကြာစင်မြင်းဇောကြီးဘလူးနဲ့ပုံနာစတဲ့မြမရုပ်သေးပေါင်းအနည်းဆုံး28ရုပ်နဲ့ကပြဖြောပြရတာဖြစ်ပါတယ်ရုပ်သေးရုပ်တွေကိုတစ်သားနဲ့လှုပ်ထားပြီးအလေးချိန်အဖြစ်2ကီလိုအထိရှိတယ်လို့ဆိုပါတယ်အစအဆုံးတစ်သားနဲ့ပဲလေတစ်သားတောင်မှလှုပ်ချင်တဲ့တစ်သားနဲ့လှုပ်လို့မရဘူးမှယမနီသားနဲ့လှုပ်ရမယ်ဆိုရင်ဒါယမနီသားနဲ့ပဲလှုပ်ရတယ်ဒါခုနောက်ပိုင်းမှာယမနီသားရှားလာတယ်ယမနီသားဈေးကြီးတယ်ဆိုတော့တချို့ကတစ်သားနဲ့လှုပ်တယ်လို့ဒါပေမဲ့တချို့ကြတော့လည်းကြာခံကျင်လို့ကျွန်းသားနဲ့လှုပ်တယ်လို့ဒါပေမဲ့ဟိုးတုန်းကရုပ်သေးဆိုရင်ယမနီနဲ့ထုရမယ်ဘယ်ရုပ်ဆိုရင်တော့ဒါဘာအသားပေါ့နော်တတ်မှတ်ပေးထားတယ်သူကမြင့်မြတ်တဲ့ရုပ်ဆိုရင်တော့မြင့်မြတ်တဲ့အသားနဲ့ထုရတယ်ဥပမာဘယင်ရုပ်ဆိုရင်ဘယ်လိုအသားနဲ့ထုရမယ်စိကန့်နေရှိတဲ့သမီးမြန်မာရုပ်သေးရဒါကြောင့်တစ်ချိန်တုန်းကတပင်ဝင်ဆိုတဲ့ဟာမျိုးတောင်ခန့်ပြီးတော့သူကစိကန့်နေထုတ်ခဲ့ဘူးလားအောက်တိုဘာ29ရက်နေ့ထိုင်းနိုင်ငံချင်းမိုင်မြို့အမှုပညာပြတိုက်ခန်းမမှာတော့ Purpose Beyond Borders လို့အမည်ပေးထားတဲ့9နိုင်ငံကရုပ်ဆောင်ရုပ်သေးသဖြင့်ဖျော်ဖြေပွဲမှာပြင်သစ်၊ဂျာမနီ၊ကမ်ဘောဒီးယား၊ထိုင်းနိုင်ငံနဲ့အတူမြန်မာနိုင်ငံကချွေးဦးမြန်မာဦးဆောင်တဲ့ရုပ်သေးပွဲလဲလာရောက်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်
ကြံတော့ညံကောင်းညာသိစမ်းမှာအပြင်ကြီးတယ်ဟာညံကောင်းပြရမှာတော့ကွာအခုဆိုကျုပ်ဆိုရင်လေးဟောစာမွေးအောင်ခဲ့ပြီအောင်တာမှရုံးတန်းအောင်တာလို့သုံးပါတာဘုံညံအောင်ခဲ့တာအဲ့ဒါအရင်ညာတင်အောင်ခဲ့တက်လို့ရတယ်ဆေးတောင်းလို့လည်းတက်လို့ရတယ်ဒါပေမဲ့ငါရဲ့အဖေနဲ့အမေကအသက်ကကြီးတော့ဒီလိုမှဒုက္ခမပြီးဘူးကွာအဲ့တော့ငါရဲ့ပညာရေးအတွက်ငါဘာဆက်လုပ်ရမလဲဆိုတော့ငါ့ကိုအကြံတော့ညံတော်လေးများပြီးစမ်းပါအပြင်ကြီး ကပ္ပရုပ်ဆောင်ရုပ်သေးတစ်ပင်မှာလက်သွင်းရုပ်သေးကျိုးဆွဲရုပ်သေးဒုတ်ထိုးရုပ်သေးနဲ့စင်းနောက်ကနေမိထိုးပေးပြီးအရိတ်ကိုလှုပ်ရှားပြသရတဲ့ရုပ်သေးဆိုပြီး၄မျိုးရှိတယ်လို့သိရပါတယ်မြမရုပ်သေးကတော့ကျိုးဆွဲကပြရတဲ့ရုပ်သေးတစ်ပင်မှာမြမရုပ်သေးဖွဲ့ရဲ့တင်ဆက်ပုံမှာဇလန်းအရာရှေးဟောင်းကြတဲ့ဇက်တော်ကြီးတွေဗုဒ္ဓဝီနေ950စနိပတ်တွေမဟုတ်ပါဘူးမြို့ပြဘဝကိုတရုပ်ဖော်တဲ့ဇလန်းဖြစ်ပါတယ်ရိုးရာနဲ့ခေတ်ပေါ်ကိုရက်ဖောက်ထားတဲ့သဘောလို့သိရပါတယ်ကျော်လိုက်ခါကျော်လိုက်ခါငါကရေချောင်းတိတ်ပါနေနာတဲ့ကတက်ခဲ့ရတက်လို့တင်နာတစ်တာပြီးတော့တယ်ငါကစာမွေးအောက်သွားပြီတင်နာအောင်ငါကျော်လိုက်ခါဒါဆိုရင်ငါရဲ့အဖေနဲ့အမေတွေကငါလုပ်ကြည့်ရတော့မယ်ငါ့ဘဝမှာကျော်စရာကြီးဖြစ်နေပါဘောလားဆိုတော့ရိုးရကိုအတိုင်းကတာမကောင်းဘူးလားဆိုတော့ကောင်းတယ်ပေါ့နော်ခက်လဲခက်ခဲပါလေဒါပေမဲ့ရိုးရဆိုတဲ့ပုံစံခွက်ထဲမှာပဲနေတဲ့အခါကျတော့ခစ်လူငယ်တွေရောခစ်လူငယ်မဟုတ်ပေမဲ့လည်းအဲ့ခစ်လူငယ်တွေရဲ့မိဘတွေကိုယ်တိုင်ကမကြိုက်ကြတော့ဘူးဟာရုပ်သေးပွဲဆိုတာပြင်းစရာကြီးပါကွာဆိုပြီးတော့ဖြစ်လာကြတော့ဒါဥထုတို့ကနိုင်ငံတကာမှာလုပ်တဲ့ပုံစံမျိုးပေါ့နော်ကို့ဗမာပြည်သူတွေကိုမြန်မာရုပ်သေးကိုပြန်ကြည့်စေချင်တယ်ဆိုရင်ခစ်နဲ့မီအောင်လိုက်နိုင်မှာသိရမလားဟိုရောသမမွေပုံစံမျိုးတော့မဟုတ်ဘဲနဲ့သူခစ်နဲ့အညီဇလန်းလေးတွေခစ်ကာရိုက်တာလေးတွေထွင်ပြီးကနိုင်မှာခစ်ပိဋကကကြိုက်တော်မယ်ပေါ့နော်ဆိုတော့ဥထုတို့ဒါကိုမြင်တဲ့အတွက်ဟိုဒါလေးတွေစလုပ်တာရုပ်သိမ်းလူပညာရှင်ဦးခင်မောင်ထွေးဟာရေချောင်းသိပ္ပံကျောင်းဆင်းတူဖြစ်ပြီးကျေ9ပွင့်တင်မောမှာ1984ခုနှစ်ကနေ1996ခုနှစ်အထိ10နှစ်ကျော်တင်မောသားဘဝနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။2006ခုနှစ်မှာတော့ရုပ်သေးယုံကိုစတင်တည်ထောင်ခဲ့ပါတယ်။ပြင်သစ်ဂျာမနီကမ်ဘောဒီးယားထိုင်းနိုင်ငံနဲ့အတူရိုးရာယဉ်ကျေးမှုရုပ်သေးအမှုပညာဖလှယ်ပွဲမှာနိုင်ငံတကာရုပ်သေးပညာနဲ့မြန်မာရုပ်သေးပညာတို့ကွာခြားပုံကိုလည်းအခုလိုသိခဲ့ရပါတယ်ဝလုံးကောင်းနဲ့လာတာတယ်ဆိုတယ်လို့ပေါ့သမီးရဲ့လူတိုင်းကတော့ကိုယ့်ဟာကိုပဲအကောင်းဆုံးလို့ထင်ကြတာပေါ့နော်ဒါပေမဲ့ဒီမှာအခုတွေ့ရတဲ့အခါကျတော့နည်းပညာလည်းမျိုးစုံတွေ့ရတယ်လေဥမာဒီဂျာမနီတို့ပြင်သစ်တို့ဆိုလို့ရှိရင်တို့သုံးထားတဲ့ technique တွေကတကယ်နည်းပညာတွေအများကြီးပဲနော်အဲ့လိုပဲဒီကမ်ဘောဒီးယားနဲ့ထိုင်းဆိုလည်းပဲဟိုထိုင်းဆိုရင်အရင်တော့အရေးရုပ်သေးပဲရှိတယ်တို့လူတို့ကသိထားတာနောက်အရေးရုပ်သေးဆိုလည်းပဲပိတ်ကားပေါ်မှာအယုတ်လေးထင်အောင်ကတယ်ဆိုတဲ့ဟာမျိုးပဲသိတာပေါ့နော်ဒါခလေးတွေကစားတဲ့ပုံမျိုးပေါ့နော်ရှင်းပြောရင်တိတ်အထင်မကြီးဘူးပေါ့ကွာဒါပေမဲ့ဒီနေ့ထိုင်းနေလောက်သွားတဲ့ဟာကိုကြည့်တဲ့အခါကျတော့သူတို့ဟာလေးကရုပ်ရှင်လေးကြည့်ရတယ်လို့ပဲအရေးထိုးတာကိုအသေးမဟုတ်ဘဲနဲ့အနီးအဝေးလေးတွေနော်ဝါသွားတာလေးတွေအနောက်တစ်ခါ idea လေးတွေပေါ့ဆိုတော့ဒါလေးဟိုသူတို့လည်းပဲရိုးရအတိုင်းအရေးရုပ်သေးကိုအသေးကြီးလုပ်လို့ရှိရင်သူတို့လည်းရိုးရထဲမှာကြံခဲ့မှာပဲကြိုက်မှာမဟုတ်ဘူးခုဒီလိုမျိုးလေးတွေလောက်လာတဲ့အခါကျတော့ခလေးတွေလည်းစိတ်ဝင်စားမယ်လူကြီးတွေလည်းပဲသဘောကျနိုင်တယ်ပေါ့နော်ဒါသူတို့လည်းခုမှစကြတာလေနောက်ဒီကမ်ဘောဒီးယားဆိုလည်းပဲဒါသူတို့ကတော့ထိုင်းလောက်ဟို effect မများဘူးပေါ့နော်လုံးဝအသေးပဲဒါပေမဲ့ခုသူတို့ idea လေးတွေကြတော့သူတို့လည်းပဲကောင်းလာပြန်ဟောဒါခင်းတဲ့အညီပေါ့နော်ဒီသူတို့ကသွားတဲ့ဇာတ်လမ်းလေးဆိုတာဒီ corruption လေးကိုပြထားတာဟုတ်တယ်မလားနောက်ကတော့ဒိုးရှိမှလို့ပေါ့အင်ရှင်အိမ်ဟာပြဿနာမျိုးပေါ့နော်ဒါလေးတွေပြရဲဆိုတော့ဒါပြောသူရိုးရဂီတာလေးတွေနဲ့ဒီမဲ့ဇာတ်လမ်းလေးကဒါခစ်ပေါ်ဇာတ်လမ်းလေးလို့ပုံစံမျိုးလေးပေါ့နော်ဒီနေ့ခစ်နဲ့ဘယ်လိုခေါ်မလဲအလန်းမကွာဘူးပေါ့နော်ဦးထွေးတို့ကြတော့ခုနပြောလို့ကမယ်ဟေးဆိုလို့ရှိရင်ဟာသူဝနတာမကမလားတဘောကတုဋ္ဌိဒေနာတံပူလကမလားတကယ်ရာဇဝင်တွေကဇလန်ကြီးတွေပဲကနေတယ်ပြီးရင်စုံငိုပြောတွေကလည်းတကယ်ကိုပါဠိတွေပတ်သားတွေနဲ့ဟုတ်တယ်မလားငိုချင်းကြီးတွေချဆိုတဲ့အခါပြေးတာကကြည်ရင်နဲ့အိမ်ငိုင်းလာရောဆိုတော့ဒါကြောင့်ရုပ်သေးဆိုရင်မကြည့်ချင်ကြဘူးလေဦးထွေးတို့အများကြီးရတာပေါ့နော်
ခုနဒီဂျာမန်ပြင်သစ်တွေရှိရနီးပညာတွေရတယ်လို့နီးပညာတွေလေ့လာရတယ်လို့ဒီကိုအိန္ဒိချင်းထိုင်းကမ္ဘောဒီးယားရှိရလည်းပဲတွေးခေါ်လေးတွေနောက်ဒီ presentation style လေးတွေပေါ့နော်တို့တွေလည်းပဲဒါဆိုရင်တို့ကျိုးစွဲရုပ်သေးကိုပုံတူကူးချစရာတော့မလိုဘူးပေါ့ဒါပေမဲ့တို့ကျိုးစွဲရုပ်သေးကိုလည်းပဲဘယ်လိုလေးတွေတစ်ဆန်းလေးတွေပေးသက်စိတ်ဝင်စားအောင်ဘယ်လိုဇာတ်လမ်းလေးတွေငါတို့ပေးရင်ကောင်းမလဲဆိုတာမျိုးအများကြီးဟိုစိတ်ကူးပို့ရတာပေါ့သမီးကနော်မြန်မာရုပ်သေးပညာဟာကဘာရှက်ရှက်ကိုတွားရောက်ဖျော်ပြနိုင်တဲ့အထိစိတ်ဝင်စားကြည့်ရှုအားပေးလာအောင်ကဘာမှာမြန်မာရုပ်သေးကိုအသိမှတ်ပြုတံမိုးထားလာအောင်ရုပ်သေးလောကမပြောက်ကွယ်အောင်ရုပ်သေးအမှုပညာရှင်တွေကကိုယ်စရိတ်နဲ့ကိုအကုန်ကြခံပြီးနိုင်ငံတကာကိုထိုးပေါက်ဝင်ရောက်နိုင်အောင်စ조사နေရတယ်လို့ထွေးဦးမြန်မာအဖွဲ့ကပြောပြပါတယ်နိုင်ငံတော်အနေနဲ့မြမရှင်ကျင်းမှုတစ်ခုဖြစ်တဲ့ရုပ်သေးအမှုပညာကိုထွန်းတောက်လာနိုင်မှုအတွက်ရုပ်သေးပညာရှင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေစီကကူညီပံ့ပိုးမှုတွေရရှိမယ်ဆိုရင်တော့မြမရုပ်သေးပညာဟာအခုထက်ပိုမိုထွန်းကားလာပြီးပရိသတ်ဆွဲဆောင်နိုင်မဲ့ရိုးရာအမှုပညာတည်းရဲ့ဖြစ်တယ်လို့ချွေးဦးမြန်မာကသုံးသပ်ပြောဆိုပါတယ်ရှင်